ယူနန်ဟော့ပေါ့လေးသွားစားကြမယ်ကျမတို့စားတဲ့ဆိုင်ရကြရန်ကင်းရရှမ်းရိုးရဆိုတဲ့စားတောက်ဆိုင်မှာစားတာဒီဆိုင်မှာမစားခင်2 နာရီလောက်ကြိုပြီးတော့ booking လှမ်းတင်ရတယ်ဒီယူနန်ဟော့ပေါ့ကိုစားမယ်ဆိုတော့လေကျမတို့ကဒါယူနန်ဟော့ပေါ့လို့ခေါ်တာပါဒီဆိုင်မှာရေးရတာတော့ရှမ်းရိုးရ Premier ဟော့ပေါ့ဆိုပြီးတော့ရေးထားတယ်ဒါကတော့ခောက်ရည်ဘူးခောက်ရည်ဒီတခင်ရထဲမှာဆိုရင်3ခွက်လောက်ရတယ်တန်နဲ့6000ပဲပေးရတယ်ကွာပြီးတော့ဒါကတော့အရန်စားချင်နေတဲ့ယူနန်ဟော့ပေါ့ဝတ်သားနဲ့ရပါပြီတပွဲကအများကြီးသူကပွဲသေးနဲ့ပွဲကြီးဆိုပြီးတော့ရှိရဒါကတော့ပွဲသေး3,000ပေးရတယ်ပွဲကြီးဆိုရင်2 သိန်းဒါပေမဲ့ပွဲသေးရောက်က4 ယောက်ဘိုက်ကားနေအောင်စားရတယ်တကယ်ကိုတန်တယ်ကျမအတွက်ကလေယူနန်ဟော့ပေါ့ကတခါမှမစားဖြစ်ဘူးစားမယ်ဆိုပြီးတော့တွေးလိုက်တိုက်ပြီးတကယ်စားတဲ့ဟာကျတော့တခြားတွေစားနေတော့မကြုံဖြစ်ဘူးကွာဒီတစ်ခေါက်တော့ယူနန်ဟော့ပေါ့ကိုတေးသေးချာချာကိုသွားဝက်ခေါက်လေးလုံးဝကိုနူးညံ့ဣဆက်ညာဗစက်ထဲမှာကိုပျော်သွားတာတော်တော်လေးစားလို့ကောင်းတယ်ကျမကတော့ယူနန်ဟော့ပေါ့ကိုအရန်ကြိုက်တယ်အချိုအချင်းအဆက်တွေကြိုက်တဲ့လူကြတော့ကြိုက်ချင်မှကြိုက်မယ်နဲ့တူတယ်ဒါကတော့ကြက်ပြုတ်ရည်လိုအချိုလေးဆိုတော့ကျမတို့တော်တော်ကြိုက်တယ်တလွာမှအများကြီးပဲမြစ်တွေလည်းပါတယ်အသားတွေလည်းပါတယ်ဝက်သားနဲ့မာတယ်ဆိုပေမဲ့လည်းကြက်သားတွေလည်းအောက်မှာပါတယ်နော်ကျမတို့ဝက်သားနဲ့မာရင်တော့ဖြစ်နိုင်တော့အကုန်လုံးဝက်သားကြီးပဲထည့်စေချင်တာကြက်သားနဲ့မာရင်ကြက်သားရွေးထည့်စေချင်တာဒါကကြတော့တသိန်းကျော်ဖို့မှာရင်မေ30ရက်နေ့ဒီဆန်ချိုလေးလေးကစားဖစ်ပေးတဲ့ဒီဘိန်းမုတ်ပုံစံမျိုးလေးစားဖစ်ပေးတယ်ကျမကတော့ဒါကိုဘိန်းမုတ်လို့ထင်တာပါပဲလေဒီနေ့တော့ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ခဲ့ပါပြီ